ဘာလို့လုံးလာလုပ်ခဲ့တာဆုံးဖြတ်ခဲ့တာလဲဆိုတော့ဒီနိုင်ငံမှာရတဲ့လစာနဲ့အမေတို့ဖေတို့ပြည့်စုံအောင်ထားမယ်အကြီးမားဆုံးစိန်ခေါ်မှုကဘာလဲဆိုတော့အမတို့ဒီမှာအလုပ်လုပ်ရတာကအိမ်ကူအလုပ်ဆိုတော့သူများတွေလိုလှလှပပနေလို့မရဘူးနေ့တူကအခက်ခဲရတော့ဆက်သက်ချင်းလာတဲ့အချိန်တော့ထမင်းချက်ရတာပါရှင်ဒီတစ်ချိန်မှာတော့ Fluid Worldwide Community မှာအဖွဲ့ဝင်တွေရဲ့စစ်မှန်တဲ့အတန်တွေဖြစ်ရမှန်စကြောင်းတွေကိုပြောပြပေးမယ် Fluid Plus ဆိုတဲ့ podcast အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စင်ကာပူနိုင်ငံမှာရွှေ့ပြောင်းအလုပ်သမားအနေနဲ့အင်ကူအလုပ်ကိုင်လုပ်နေသူတို့ရဲ့အကြောင်းကိုပြန်လည်မျှဝေပေးတော့မှာဖြစ်ပါတယ်သူရဲ့ရင်ဆိုင်ခဲ့ရတဲ့အခက်အခဲတွေတီးခံမှုတွေနဲ့သူဘယ်လိုမျိုး Fluid Worldwide Community နဲ့ချိတ်ဆက်ခဲ့နေလဲဆိုတဲ့အပြင်သူ့ရဲ့အလုပ်ကိုင်ကိုကြမှာကသူ့ရဲ့ကြိုးစားအထောက်မှုတွေအနာဂတ်အိမ်မက်တွေအကြောင်းကိုသိဆောင်ဆွေးနွေးပြတော့မှာဖြစ်ပါတယ်။မင်္ဂလာပါမရေကျမတို့ရဲ့ Fluid Pass Podcast အစီအစဉ်ကနေအခုလိုများလာရောက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အမအနေနဲ့ဒီ season ကိုနားထောင်နေတဲ့ပရိသတ်ကြီးကိုအဆင်ပြေမယ်ဆိုရင်အမနာမည်နဲ့မြန်မာပြည်ကဘယ် data ရယ်ဆိုတာရယ်ပြီးရင်အမအကြောင်းလေးနည်းနည်းလေးမိတ်ဆက်ပေးလို့ရမလားရှင်။ဟုတ်ကဲ့မင်္ဂလာပါရှင်အမနာမည်ကတော့မဆွေဆွေလင်းလို့ခေါ်ပါတယ်မြန်မာပြည်မှာတော့စကိုင်းမြို့မှာနေပါတယ်အခုလက်ရှိကတော့စင်ကာပူမှာအလုပ်လုပ်နေတာပေါ့နော်ဟုတ်ကဲ့ပါပထမဆုံးမေးချင်တာကမြန်မာပြည်ကနေထွက်လာပြီးအခုစင်ကာပူမှာအလုပ်လာလုပ်ဖို့ဘာလို့ဆုံးဖြတ်ခဲ့ရလဲရှင်စင်ကာပူနိုင်ငံကအရန်တိုးတက်တဲ့နိုင်ငံဖြစ်တော့အမရဲ့ရည်မှန်းချက်တွေအကောင့်တွေဖော်နိုင်မယ်ထင်လို့ပါအဲအကြောင်းစင်ကာပူနိုင်ငံကိုရွေးချယ်ခဲ့တာပါရှင်ဟုတ်ကဲ့ပါအလုပ်လာလုပ်ဖို့စလုပ်နေစဉ်အချိန်ကရောဘယ်လိုမျိုးအခက်အခဲတွေရှိခဲ့လဲအဲ့ဒါလေးညှောက်ဝေပေးပါအောင်ရှင်အလုပ်လာလုပ်ဖို့စလုပ်တဲ့အခက်ခဲကတော့အမစင်ကာပူနိုင်ငံကိုစလာတဲ့အချိန်တုန်းကအရန် passport လုပ်ရတာအရန်ခက်ခဲတယ်ပြည်ပကိုထွက်ခွာဖို့ရအရန်ခက်ခဲတဲ့အချိန်ဖြစ်တော့စားရအရန်ခက်ခဲတာပေါ့နော်အခက်ခဲဆုံးတစ်ခုကိုပြောပါဆိုလို့ရှိရင်ဘာသာစကားလေ့လာရတာပေါ့နော်အင်္ဂလိပ်စာကိုခက်ခဲနဲ့စူးစမ်းပြီးလေ့လာခဲ့ရပါတယ်အဲ့ဒါပေါ့ဟုတ်ကဲ့ပါအသက်မွေးဝမ်းကြောင်းအလုပ်ကိုင်တွေအားလုံးထဲမှာဘာလို့အိမ်ကူလုပ်ကိုရွေးချယ်ဖြစ်ခဲ့ရလဲရှင်ဘာဖြစ်လို့အင်ကူလုပ်ကိုရွေးချယ်ခဲ့တာလဲဆိုတော့အိမ်မှာအမအကြီးဆုံးလေအဲ့တော့အိမ်မှုကိစ္စတွေလုပ်ရတယ်ညီမလေးတွေလည်းထိန်းရတယ်ပြီးတော့အဖိုးအဖွားတွေလည်းကြည့်ရတယ်ဆိုတော့ဒီစင်ကာပူနိုင်ငံမှာလည်းဒီအလုပ်ပဲလုပ်ရတာဆိုတော့အမအတွက်အဆင်ပြေမယ်ထင်လို့အင်ကူလုပ်ကိုရွေးချယ်ခဲ့တာပါရှင်ဟုတ်ကဲ့ပါအလုပ်နဲ့ပတ်သက်ပြီးပထမဆုံးကိုခန်းစားမိတဲ့ဒီအလုပ်ပေါ်အထင်ကြီးမှုတွေကရောဘာဖြစ်မလဲရှင်အထင်ကြီးမှုထက်လိုဒီနိုင်ငံမှာကမြန်မာနိုင်ငံနဲ့ဆိုင်လစာကောင်းတယ်အဲ့တော့ဒီအလုပ်ကိုလေးဆက်စားနဲ့လုပ်မယ်ဘာဖြစ်လို့လဲဆိုတော့ဒီနိုင်ငံမှာရတဲ့လစာနဲ့အမေတို့ဖေတို့ပြည့်စုံအောင်ထားမယ်အမေတို့ဖေတို့ပြည့်စုံအောင်ထားနိုင်အောင်လို့မို့ဒီအလုပ်ကိုပဲလေးစားစားနဲ့စူးစမ်းပြီးလုပ်ပါတယ်ရှင်ဟုတ်ကဲ့ပါအမအတွက်ဒီအလုပ်နဲ့ပတ်သက်ပြီးအကြီးမားဆုံးစိန်ခေါ်မှုကရောဘာဖြစ်မလဲအဲ့ဒါတွေကိုမပဲရာတွေကအမကိုရှေ့ဆက်ဖို့အတွက်သွားစီခဲ့ရလဲရှင်အကြီးမားဆုံးစိန်ခေါ်မှုကဘာလဲဆိုတော့အမတို့ဒီမှာအလုပ်လုပ်ရတာကအင်ကူအလုပ်ဆိုတော့သူများတွေလိုလှလှပပနေလို့မရဘူးတတိတွေရဲ့ပုံစံကွက်အတိုင်းပဲသူတို့စိတ်ကြိုက်ပဲကိုတို့နေရတယ်ဘာတွေကရှေ့ဆက်စေခဲ့လဲဆိုတော့ဒီအဓိကမိသားစုပေါ့နော်မိသားစုနဲ့ညီမလေးတွေပေါ့ဒီမှာအလုပ်စင်မပြေလို့စိတ်တက်ကြနေတဲ့အချိန်ညီမလေးတွေရဲ့မျက်နှာအဖေတို့မေတို့ရဲ့မျက်နှာကိုမြင်ကြည့်လိုက်တာနဲ့အဲ့ဒါလေးတွေပဲပြန်မြင်ပြီးတော့ရှေ့ဆက်ဖို့ကြိုးစားခဲ့တာပါရှင်အဲ့ဒါကြောင့်ပါပဲဟုတ်ကဲ့ပါရှင်ရှေ့ပြောင်းအင်ကူအနေနဲ့နေ့စဉ်တူကကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေစိန်ခေါ်မှုတွေကဘာဖြစ်မလဲပါရှင်နေ့တူကအခက်ခဲရတော့ဆက်သက်ချင်းလာတဲ့အချိန်တုန်းကတော့ထမင်းချက်ရတာပေါ့နော်ထမင်းချက်ရတာအရန်ခက်ခဲခဲ့တယ်သူအကြိုက်ကိုအကြိုက်မတူတဲ့အခါကျတော့ကိုချက်တဲ့ဟင်းသူတို့ကြိုက်ပါမလားဒီလိုမျိုးလှုပ်လိုက်ရင်ငါမှားသွားမလားဟိုလိုမျိုးလှုပ်လိုက်ငါမှားသွားမလားနဲ့အဲ့ဒါကတော့အရန်ခက်ခဲတာမဟုတ်ပေမဲ့အဲ့ဆက်သက်ချင်းအချိန်တုန်းကတော့အရန်ခက်ခဲခဲ့တာပေါ့နော်လိုမျိုးသူတို့ရဲ့ထိုင်နဲ့ကိုထိုင်နဲ့မတူတော့လေဟုတ်အဲ့ဒါပါပဲဟုတ်ကဲ့ပါအခုလိုမျိုးစိန်ခေါ်မှုအခက်အခဲတွေကိုကျော်လွှားခဲ့ဖို့ဘယ်ဟာကအမကိုတွန်းကြရင်ဆိုင်ခဲ့ရလဲရှင်ပြောပြပါအောင်အဲ့လိုမျိုးကြော်လွှားဖို့ဆိုတာလားအဲ့ဒါအဓိကကတော့မိသားစုပါပဲဘာဖြစ်လို့လဲဆိုတော့မိသားစုအဖေနဲ့မေကိုစိတ်ချမ်းသာအောင်ထားမယ်
ညီမလေးတွေကိုပညာတတ်ကြီးဖြစ်အောင်ထားမယ်အဲ့စိတ်နဲ့ပဲအရာရာကိုကြော်ပြခဲ့တာပါရှင်ဟုတ်ကဲ့ပါ Flow with Worldwide ကိုပထမဆုံးဘယ်လိုမျိုးစတင်ခဲ့ရလဲရှင် အာ fluid ကိုဘယ်လိုစတည်လဲဆိုတော့ Facebook ကနေစတည်ခဲ့တာပါ Facebook ကနေတွေ့ရင်ကနေဒီ software ကဘာ software လဲပေါ့အဲ့ဒါနေဝင်ကြည့်တဲ့အချိန်မှာဒီအိမ်အကူတွေကိုဟိုလိုကူညီပေးတဲ့အမျိုးနဲ့ပြီးတော့ဒီဈေးတက်တာပြီးတော့ဒီစင်ကူချင်းအိမ်ပြောင်းတာအစဂယူဒီဇိုင်းနဲ့လုပ်ပေးတဲ့software လို့စိတ်ဝင်စားလို့ဝင်ကြည့်ခဲ့ပါရှင်ဟုတ်ကဲ့ပါ Fluid နဲ့ချိတ်ဆက်ဖို့ဘယ်ရာတွေကတောင်းအဖြစ်စေခဲ့ရလဲနောက်ပြီးဘယ်လိုမျိုးချိတ်ဆက်ခဲ့ရလဲပေါ့ဒီ fluid ကိုခုနကပြောသလိုပဲလေ့လာလိုက်တော့ဒီအိမ်အကူတွေအတွက်ညီမအမားတို့လိုအိမ်အကူတွေအတွက်ကူညီပေးတဲ့နေရာတစ်ခုလည်းဖြစ်နေတယ်အဲ့ဒါနေတငယ်ချင်းတယောက်နဲ့တိုင်ပင်ပြီးတော့အဲ့လိုမျိုးအဲ့ကနေမှတစ်ခါစင်ချိတ်ဆက်ခဲ့တာပါရှင်ဟုတ်ကဲ့ပါ Fluid ကအမအတွက်ဘယ်လိုမျိုးအရာမျိုးဖြစ်မလဲရှင်ဥပမာတငယ်ချင်းတွေနဲ့ရှာလို့ရတာအလုပ်တူဝဒနာတူအဖွဲ့တူတွေနဲ့ရှာလို့ရတဲ့ဟာမျိုးလားမဟုတ်ရင်အလုပ်ကိုင်ခွင့်လန်းတွေကိုရှာတာမျိုးလားရှင်အလုပ်ကိုင်အခွင့်အလမ်းတွေကိုရှာခြင်းလို့ပါရှင်ဟုတ်ကဲ့ပါဒါဆိုအမအနေနဲ့ဒီအတိတ်ကိုပြန်ကြည့်မယ်ဆိုရင်ပေါ့ဘယ်လိုဘဝသင်ခန်းစာတွေရခဲ့လဲပေါ့ဒီစင်ကာပူမှာအင်ကိုလုပ်နေနဲ့လုပ်ကိုင်နေစဉ်အတွင်းမှာရောပေါ့အင်ကူလောက်ကင်နေနဲ့ဝင်လုံးနေစဉ်အတွင်းမှာဗာသင်ခန်းစာတွေရခဲ့လဲဆိုတော့အမပထမဆုံးစင်ကာပူစလာတဲ့အချိန်တုန်းကပေါ့နော်အမဘာသာစကားမကျွမ်းကျင်ခဲ့ဘူးအင်္ဂလိပ်စာကအမတို့အရင်ခက်ခဲတဲ့ဘာသာတစ်ခုဆိုတော့လေအဲ့တော့ဟို agency အိမ်မှာဟို9လအမှန်တိုင်းဆို9လပေးရမယ့်နေရာကိုအမ10လပေးခဲ့ရပါတယ်အဲ့ဒါတော့အရင်နောင်တရခဲ့တဲ့အချိန်ပေါ့ဘာဖြစ်လို့လဲဆိုတော့ကိုဘာသာစကားအားနေခဲ့လို့လေတကယ်လို့ဒီစင်ကာပူကိုနောက်လာခြင်းတဲ့သူတွေကိုဘာသာစကားရအောင်လေ့လာခဲ့ပါလို့ကျွမ်းကျင်အောင်လေ့လာခဲ့ပါလို့အဲ့ဒါပဲပြောချင်ပါတယ်ဟုတ်ကဲ့ပါအကယ်လို့များအခြားသောမြန်မာလူမျိုးတယောက်ကစင်ကာပူကိုအလုပ်အင်ကူနေနဲ့ပေါ့နော်အလုပ်လာလုပ်မယ်ဆိုရင်စဉ်းစားထားရဆိုရင်အမကတို့ဘယ်လိုမျိုးအကြံပေးရှင်လဲဘယ်လိုပြင်ဆင်ရမလဲစိတ်ပိုင်းဆိုင်ရာရောလုပ်ငန်းကျွမ်းကျင်မှုပိုင်းဆိုင်ရာမှာရောပေါ့ဘယ်လိုမျိုးပြောချင်လဲဆိုတော့အဓိကကတော့သူတို့လာမယ်ဆိုရင်ပေါ့နော်အဓိကဘာသာစကားကိုကျွမ်းကျင်အောင်လေ့လာခဲ့ပါပြီးရင်စိတ်ရှည်ရမယ်ပြီးရင်ဒီမှန်ချက်ရှိရမယ်ပေါ့နော်ပြီးရင်တိခံရမယ်အဲ့ဒါတွေရှိရင်လာလို့ရပါတယ်လို့ဟုတ်ကဲ့ပါဟုတ်ကဲ့အမရီမန်းချက်ဆိုလို့ပေါ့နော်အမရဲ့အနာဂတ်အိမ်မက်ရီမန်းချက်ကရောဘာဖြစ်မလဲရှင်နာဂတ်အိမ်မက်ရည်မှန်းချက်ကတော့ဖင်းနဲ့မေကိုပြည့်စုံအောင်ထားခြင်းနဲ့ပြီးရင်တာယာတဲ့မိသားစုဘဝလေးလိုချင်တယ်ပြီးရင်အလုပ်တကိုင်းဒီတခြားလေးတစ်ခုဖြစ်ချင်ရချင်တယ်ပေါ့ဟုတ်ကဲ့ဒါပါပဲဟုတ်ကဲ့ပါတကယ်လို့ပေါ့နော်မြန်မာပြည်မှာရှိတဲ့အမရဲ့မိသားစုတွေကိုဒီ podcast ကနေပြီးတော့အမစကားလေးတစ်ခုပြောမယ်ဆိုအမဘာများပြောချင်လဲရှင်ဘာပြောချင်လဲဆိုတော့အဖေနဲ့မေကျမရဲ့ view ဆိုင်ပါပေါ့နော်ညီမလေးတွေလည်းစားကြိုးစားပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါအမရဲ့ရည်မှန်းချက်အိမ်မက်တွေလည်းအမြန်ဆုံးပြည့်ဝပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရယ်အမရဲ့အကြောင်းတွေအတွေ့အကြုံတွေဖြစ်စဉ်တွေကိုဒီ podcast မှာလာရောက်မျှဝေပေးတဲ့အတွက် Fluid Team ကနေပြီးတော့အများကြီးကျေးဇူးတင်ပါတယ်ရှင်အမရဲ့မျှဝေပေးခဲ့တဲ့အတွေ့အကြုံတွေအပေးစကားတွေနဲ့အမရဲ့မလျှော့တဲ့ဇွဲလုံးဝတွေကအခြားအင်ကူတွေကိုတမကအခုနားထောင်နေသူတွေအားလုံးကိုပါခွန်ရစေမှာပါFluid Worldwide ဆိုတဲ့စင်ကာပူနိုင်ငံရှိရွှေ့ပြောင်းလုပ်သမားအင်ကူတွေနဲ့စကားသံတွေကိုပြည်သက်တွေနဲ့ချိတ်ဆက်ပေးနေတဲ့နေရာတစ်ခုဖြစ်တဲ့အပြင်စစ်မှန်တဲ့လူမှုအဖွဲ့အစည်းနယ်ပယ်တွေကိုဖန်တီးပေးနေရဆိုတော့ကျမတို့ကယုံကြည်ပါတယ်focus ကိုနားထောင်ပေးကြတဲ့ပြည်သက်အရောက်ချင်းစီတိုင်းကိုလည်းအများကြီးကျေးဇူးတင်ပါတယ်နောက်ထပ်ဒီလိုမျိုးကောင်းမွန်တဲ့အစီအစဉ်တွေအကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါဦးမယ်ရှင်နောက်ထပ်တစ်ချိန်ပြန်လည်တွေ့ကြပါမယ်ကျမကတော့ Fluid Pass မှာ Mary ပါတယ် bye 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 bye